ကျွန်တော်ခုတင်ပြပေးမယ်ကစားနည်းလေးကတော့ဝိညာဉ်လောကသို့အလဲသွားခြင်းဆိုတဲ့ကစားနည်းလေးပဲဖြစ်ပါတယ်ကြောက်တဲ့သူနှလုံးယောဂရှိသူများလုံးဝလိုက်မလုပ်ကြပါနဲ့လိုအပ်သောပစ္စည်းများနောက်ကျောကုတ်တော့တောက်တန်အယုံမတရောပထမဆုံးအနေနဲ့ဒီကိုင်းကိုကစားဖို့အခန်းလို့ရွေးချယ်ပါဘယ်သူမှမရှိပဲအနှဲငယ်ဆူဆွတ်တဲ့အခန်းဖြစ်ရပါမယ်လူ3ယောက်ထက်ပိုနေလို့မရပါဘူးလောက်ရမှာကပထမဆုံးည7 နာရီခွဲလောက်အချိန်မှာအယုံမကိုစပေါ်တစ်ခုပေါ်တင်ထားပါကိုင်းကိုဥဆောင်ကစားမဲ့သူကပထမဆုံးမိမိရဲ့နောက်ကျောအတွင်းဆောင်ပိုင်းကိုနောက်ကျောကုတ်တဲ့တုံးနဲ့တစ်ချက်ကုတ်ပါပြီးရင်အယုံမကိုတစ်ချက်ရိုက်ကငါရတက်ဒီထဲကိုလာဆိုပြီးတခါရွတ်ပါအဲ့လိုမျိုးနောက်ကျောကုတ်တစ်ချက်ရိုက်တခါရွတ်ကိုခုနှစ်ကြိမ်တိလှုပ်ဆောင်ပြီးနောက်အယုံမရဲ့ညာဘက်ပေးနေရာကိုနောက်ကျောကုတ်တဲ့တုံးနဲ့ပြင်းပြင်းထန်ထန်3ချက်လောက်ရိုက်လိုက်ပြီးနောက်မှာငါရဲ့အဆောက်အအုံတွေတရားရုံနဲ့တင့်တော်မဲ့တစေမကိုရှာပြီးအယုတ်ထဲထည့်လာခဲ့ကြလို့ပြောကအယုတ်ကိုကောက်ယူကအခန်းတကာအပြင်ကိုလှွေပစ်ကအယုတ်ကိုဒေါသတကြီးလက်ညှိုးထိုးပြီးအသက်မဝင်မချေမလာခဲ့နဲ့အသက်ဝင်လာရင်တကားချက်ချင်းခောက်လို့ပြောကအိမ်တကားကိုဝန်ကနေမီအောင်ပွိုက်လိုက်ပါပြီးရင်မီးတွေအကုန်ပွိုက်ခဏစောင့်နေပါမကြမီတကားခောက်တန်ကြားရပါလိမ့်မယ်ဘယ်သူလဲမေးပါ3ခါတိတိပြန်မထူးဘူးဆိုရင်တော့အယုတ်အသက်ဝင်လာပါပြီတကားကိုအသားလေးဖွင့်ပေးလိုက်ပါအယုတ်ကတင်ထားတဲ့နေရာမှာပဲရှိကောင်းရှိနေနိုင်ပါတယ်ဒါပေမဲ့တခုခုကတဲ့အိမ်ထဲဝင်သွားပါပြီအိမ်ညမှာ6ချဖို့ပိုကောင်းလာပါလိမ့်မယ်အယုတ်ကလည်းတင့်ကို6လန့်ကောင်း6လန့်လာပါလိမ့်မယ်အယုတ်ကိုယူခဲ့ပါထိုင်ခုံပေါ်တင်ကသူ့အတွက်နေရာပေးပါနောက်ပြီးအသက်ဝင်လာမယ်အယုတ်နဲ့စကားပြောပါကစားပါမီးလုံးဝမဖွေပါနဲ့ကစားပြီးရင်တစ်တာလေးတစ်ခုထဲပြန်သိမ်းထားပါထောက်ကစားခြင်းနဲ့ညအတိုင်းဖွေကစားပါအပြင်တော့ရင်လည်းခေါ်သွားပါချိုးရှင်လိုမျိုးခလေးစားတဲ့အစားအစာလေးတွေကိုတစ်တာထဲထည့်ထားပေးပါအတင်းရဲ့ပရလောကအဖော်ကောင်းဖြစ်လာပါလိမ့်မယ်တတိထားရမှာတစ်ခုကမီးလင်းရောင်ရှိတဲ့နေရာသူ့ကိုလုံးဝမထားပါနဲ့နောက်တစ်ခုကအရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်အောက်တိုဘာလ31ရက်နေ့ဟော်လဝီးညမှာမီးတွေအကုန်ပွိုက်အယုတ်ကိုတနေရာမှာလွတ်လပ်စွာချထားကစောင့်ကြည့်နေပါည7 နာရီတိမီးတဲ့အခါအယုတ်ထဲကဝိညာဉ်ထပြီးထွက်သွားတာကိုမြင်ရပါလိမ့်မယ်တင်ချောင်းကြည့်နေတာကိုသူတိသွားရင်သူကတင့်ကိုလှည့်ကြည့်လုံနေပါလိမ့်မယ်အဲ့လိုလုပ်ပြီးသူတနေရာကိုထွက်သွားရင်လိုက်သွားပါလုံးဝအတမထောက်ပါစေနဲ့အဲ့လိုလိုက်သွားရင်မကြမီမှာတရေတွေရဲ့ပွဲတော်မြန်မာလူဆိုကြက်တွေရဲ့ပေါ်စေတန်ကြီးရောက်သွားပါလိမ့်မယ်လေ့လာပါပါကိုမှမထိပါနဲ့အယုတ်ဝိညာဉ်နဲ့မျက်ခြေမပြတ်ပါစေနဲ့အယုတ်ဝိညာဉ်နဲ့သူပြန်လာပါပြန်မလာနိုင်ရင်တင်ဟာအပြေမှာတေတော်ပြီးဆိုတာမမေ့ပါနဲ့တေချာကယူဆိုင်ပါတာပြီးရင်တင်ဟာပရလောကပါတီကိုစေနှောခဲ့သူတူဖြစ်ဂုဏ်ယူနိုင်ပါပြီ